ဂျိုးရီရဲ့ area ဧက450ခန်းတော့ရှိရတယ်ဧက450ခန်းတော့တုံးတန်းတော့ဒီခင်ဗျားတို့ဂျိုးရီဖြစ်ပေါ်လာကြအောင်ပြောပြဗီဒီယိုကိုလိုနီခင်မှာတဲ့ရန်ကုန်မြို့လူကြီးတွတ်တက်လာတယ်မြတ်ရေလိုအပ်ရှစ်တွေဖြစ်လာတယ်ပေါ့အဲ့ဒါနဲ့အင်းရကန်နဲ့လှောကကန်တွေကမလုံးတော့တော့ဘူးမလုံးတော့ကြောင်သူကဂျိုးရီစီမံကိန်းကိုစတင်ခဲ့တယ်သူကဘယ်ချိန်မှစတင်ခဲ့လဲဆိုတော့ရန်ကုန်မြို့မြောက်ဘက်မိုင်40ခန့်မှာရှိတဲ့တိုက်ကြီးမြို့နယ်မှာစတင်တည်ထောင်သူကတိဆောက်တဲ့ကာလ1939ခုနှစ်မှာစတင်ပြီးတော့1940ဝန်းကျင်မှာသူကအပြီးတန်နိုင်ခဲ့တယ်ပေါ့ဗျာကျွန်တော်တို့သူ့ရဲ့ရွေချက်ကတော့ရန်ကုန်မြို့သူမြို့သားတွေတန်ရှင်းတဲ့တောက်သုံးရေကိုစနစ်တကျတောက်သုံးမှုအတွက်ပြီးတော့ဂျိုးပြူရေကန်ကိုတဘာဝတောင်းနေတဲ့တိဆောက်ထားတဲ့မြို့အစားဖြစ်တယ်ဂျိုးရေကန်သူကဂျိုးပြူရေကန်ရန်ကုန်မြို့ရေရောက်ရှိဖို့ထူးခြားတဲ့တမ်မလီပိုင်လိုင်းတွေကိုသူကအသုံးပြုထားတယ်ပေါ့ဒီပိုင်လိုင်းတွေကတောတောင်တွေဖြတ်တန်းပြီးတော့တိုက်ကြီးကနေပြီးတော့ရန်ကုန်မြို့တွေကိုတောတောင်တွေဖြတ်တန်းပြီးတော့သူကတွေ့တန်းထားတာဖြစ်တယ်သူကကမ်ပန်းဝန်းကျင်မှာလည်းတက်တော်တွေထိမ့်သိမ်းထားတဲ့အတွက်ရေရသဘာဝအတိုင်းကြည်လင်းမှုရှိတာပေါ့သူကဂျိုးဘူးရေကန်ဒုတိယကမ္ဘာစစ်မှာဘီယူဟာမြောက်တဲ့အရေးပါတဲ့ရေကန်တစ်ခုလည်းဖြစ်ခဲ့တယ်ပေါ့ဂျပန်တပ်တွေရန်ကုန်ကိုသိမ်းပိုက်တဲ့အချိန်မှာရန်ကုန်မြို့ရဲ့ရေပေးဝေထိန်းချုပ်မှုကိုသူကရေပေးဝေမှုကိုထိန်းချုပ်နိုင်မှုအတွက်သူကဂျိုးယူကိုသိမ်းပိုက်လိုက်တယ်ပေါ့ဒီခုလက်ရှိအချိန်တွေမှာကျတော့ဂျိုးယူရန်ကုန်မြို့ရဲ့အသစ်သွေးကြောတစ်ခုလည်းခုထိဖြစ်နေသေးပဲရန်ကုန်မြို့ရဲ့အထက်ပိုင်းရက်ွက်တော်များများပေါ့ထိုးရီဝက်သုံးပြတာသူ့ရဲ့ဂျိုးပြရဲ့တိုလောင်းဥမာနာတော်တော်ကြီးမာတယ်ဗျကျွန်တော်တို့ကိုင်း၄ကန်ရှိတယ်လှောကားရဲ့ဂျိုးပြရဲ့ဖူးကြီးရဲ့ငမိုးကြီးရဲ့ဆိုပြီး၄ကန်ရှိတယ်အဲ့ဒီထဲမှာဂျိုးပြရဲ့ area ဧက450ခန်းတော့ရှိတယ်ဧက450ခန်းတော့တုံးတန်းတော့မဟုတ်အဲ့ပဲသူ့ရဲ့ဂါလန်ကိုလည်းခမ်းမန်းနဲ့အားဖြင့်ဂါလန်တန်းပေါင်း16.6ဘီလီယံလောက်ရှိရဗျချိုးပြူရဲ့တနေ့တာရေပေးဝေမှုကတော်တော်ကြီးမာတယ်ကျွန်တော်တို့တနေ့ကိုရန်ကုန်မြို့ထဲကိုပေးဝေတဲ့ဂါလန်မှာတန်းပေါင်း28တန်းကတနေ့ကိုပုံမှန်လွှင့်ပေးတာ28တန်းကဗျာသူအဲ့ဒါကိုဘာနဲ့လွှင့်ပေးတာလဲဆိုတော့56လက်မှာရှိတဲ့အရှင်း56လက်မှာရှိတဲ့ပိုက်လိုင်းနဲ့သူကလွှင့်ပေးတာဗျာအဲ့ဆိုတော်တော်ကြီးမာတယ်ဗျာပြီးတော့သူကအဲ့ရေကူးရေစုပ်စစ်ကိုအရင်သွားတာပြီးတော့မှကျွန်တော်တို့ရေကန်ထဲကိုရေကန်နဲ့ရေကိုအဲ့ကိုပြင်လှော့တာပြီးတော့မှသူကမြို့ကိုပြန်ဖြန့်တာပေါ့သူကဂျိုးရီရဲ့အာတာကြီးကသူကကန်ကိုသူကရန်ကုန်မြို့ရဲ့အမြင့်မှာတိစောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဗျာကျွန်တော်တို့ကဘာမြေဆွဲရကိုအသုံးပြုပြီးတော့ကျွန်တော်တို့ရေကိုလှော့တဲ့အတွက်ကြောင့်မလို့မိပြည့်တဲ့အချိန်တွေမှာတော့မှသူကတည်ငြိမ်စွာနဲ့သူကမိပြတဲ့အချိန်တွေမှာကြောင့်မှပဲရေကပြတ်တော့ရှင်မရှိဘဲနဲ့အမြဲတမ်းစီးစင်းလို့ရတယ်ဆိုရင်အသာကျတော့ရှိရဗျကျွန်တော်ထားရဂျိုးပြူရဲ့အသာကျတော့လူတိုင်းသုံးနေကြတဲ့ဂျိုးပြူရဲ့အသာကျလေးဖြစ်ပါတယ်